င်္ဂလာပါဒီနေ့မှာတော့မြန်မာ Content AI Premium အသုံးပြုနည်းအသုံးဝင်ပုံကိုပြသပေးမှာဖြစ်ပါတယ်ဒီမြန်မာ Content AI Premium ကို login ဝင်လိုက်တာနဲ့ဒီလိုမျိုးစပြီးတော့မြင်ရမှာဖြစ်ပါတယ်စာမျက်နှာနာမည်ဆိုတာကတော့ Facebook page နာမည်ကိုပြောတာပါကို Facebook page နာမည်ကိုရေးရပါမယ်ဒီလေးလေးသိန်းဆိုတာတော့ကို content ရဲ့တုံးပေါ့နော်ဒီမှာဖော်ရတော့ဆိုတာကတော့အများသောအားဖြင့်ပို့အဆင်ပြေတယ်အယောင် post တွေတင်တဲ့အခါမှာဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်တခြားသောတုံးတွေလည်း6မျိုးထိပါတယ်ပေါ့နော်ကိုအဆင်ပြေရဆမ်းပြီးတော့တုံးရေးလို့ရတယ်မူကျန်း channel မှာဆိုရင်တော့ဒီကိုအဓိက content ရဲ့ဘာရေးချင်တာလဲဆိုတဲ့အကြောင်းအရာကိုရေးရမယ်ပေါ့နော်ဒီမှာနမူနာ video ထဲမှာရေးပြထားတာရှိတယ်ပြီးရင်တော့အောက်မှာတော့ကိုက link တွေပါထည့်ခြင်းလည်းထည့်လို့ရသေးတယ်ဒါမှမဟုတ်ကိုရဲ့ product ပုံတွေပါလည်းထည့်လို့ရသလိုဒီကို content ရဲ့စလုံးအရေးအတွက်ကိုလည်းရွေးလို့ရတယ်ပြီးတော့ကို content အကြောင်းအရာအမျိုးအစားကို content ရဲ့ဒီ target audience ပေါ့နော်ဒီမှာဆိုရင်နမူနာလေးပြရတယ်ပြီးတော့ကို content မှာ emoji ထည့်မထည့်ဘူးလည်းရွေးလို့ရတယ်ပြီးတော့ဒီ content ကိုဒီ generate လုပ်တဲ့ clip လေးကိုနှိပ်လိုက်မယ်ပေါ့နော်ဖန်တီးမယ်ဆိုတဲ့ clip လေးကိုနှိပ်လိုက်ရုံပါပဲပြီးတော့ခဏဆောင်ရမယ်ပေါ့နော်ကို line ကောင်းတယ်မကောင်းပေါ်မှာမူတည်ပြီးတော့ခဏဆောင်ရပါတယ်ဒီမှာဆိုရင်တော့ဗောနော် AI နေပြီးတော့ generate လုပ်ပေးလိုက်တဲ့ content လေးပေါ်လာပြီးတော့เนาะအဲ့မှာဆိုရင်ကျွန်တော်တို့ကဒီသူပေးတဲ့ content ကိုပြင်ဆင်ပေါ့နော် edit လုပ်လို့လည်းရတယ်ပြီးတော့ copy paste လုပ်ဖို့အတွက် copy လုပ်လို့လည်းရတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပုံတစ်ခါရဲ့ဒီ content အတွက်တန်းထုတ်လို့ရတယ်ပေါ့နော်ခေါင်းစဉ်တွေပါလည်းထုတ်လို့ရတယ်ပုံထုတ်ဖို့အတွက်ကတော့ဒီပုံထုတ်ရန်ဆိုတဲ့ဟာလေးကိုနှိပ်ရုံပဲတခုရှိတာကျွန်တော်တို့မြန်မာလိုမသုံးချင်ဘူးဆိုရင်လည်း language ကို change လုပ်ရတယ်ပေါ့နော်ဒီမှာတော့မြန်မာလိုပဲပြထားပါတယ်အခုဆိုရင်တော့ဒီပုံထုတ်နေတဲ့ဟာကိုနှိပ်ထားရပေါ့နော်အဲ့တော့ခဏဆောင်ရပါတယ်ပုံကနည်းနည်းပိုကြာပါတယ်အဝိုင်းလေးလည်နေရရက်သွားပြီဆိုရင်တော့ပုံလောက်တာပြီးသွားပြီပေါ့နော်ပုံထုတ်တာပြီးသွားပြီထွက်လာတဲ့ပုံကို download ဆွဲလို့ရတယ်မကြိုက်သေးဘူးဆိုရင်တော့ဒီပြန်ဖန်တီးကိုနှိပ်ပြီးတော့ပြန်ပြီးတော့ထုတ်လို့ရတယ်ကိုလိုချင်တဲ့ပုံစံကိုတော့ဒီစာလေးထဲမှာရေးပြဖို့တော့လိုတယ်ကိုနှိပ်ပြီးတော့ပြန်ပြီးတော့ထပ်ထုတ်လို့ရတယ်ပေါ့နော်ဒီမှာတော့တစ်ခါရေး download ဆွဲပြထားတယ်ဟုတ်ကဲ့ပါဒါကတော့ဒီမြန်မာ Content AI Premium အသုံးပြုနည်းလေးပေါ့နော်ပြီးတော့အသုံးဝင်ပုံလေးကိုပြထားဖြစ်ပါတယ်မြန်မာ Content AI Premium ကိုဝယ်ယူအသုံးပြုကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့ page messenger မှာရော Telegram မှာရောလာဝယ်လို့ရပါတယ်ဈေးနှုန်းအနေနဲ့ကတော့ lifetime premium ကို9000ကျပ်ထဲနဲ့ဝယ်ယူလို့ရပါတယ်တစ်ခါဝယ်ရင်တစ်သက်လုံးသုံးလို့ရပါတယ်ခင်ဗျာ